ဒီနိုင်ငံသားတွေကိုသူ့နိုင်ငံမလာဖို့လုပ်ဖို့ကတနည်းပဲရှိတယ်မလာရဲအောင်လုပ်မှမလာမှာဒီနေ့နိုင်ငံသားတွေတရုတ်နိုင်ငံတွေအိန္ဒိယဒီရုရှားနိုင်ငံတွေဘာလို့မသွားကြတာလဲအမီဂရန်တွေကျွန်တော်တို့ကအစသွားရင်လေဘာခွင့်ရမှမရှိဘူးဘာနိုင်ငံသားပြီးမှလည်းမဟုတ်အကုန်လုံးထောင်ထဲဖမ်းထဲမှာအဲ့ဒါကိုဘာကြောင့်အမေရိကန်ကိုသွားခြင်းလဲအမေရိကန်ရောက်တာနဲ့အခွင့်အရေးပေးမယ်အခုအင်္ဂလန်ရောက်တာနဲ့ဟိုတယ်ပေးမယ်နေဖို့ပေးမယ်စားဖို့ပေးမယ်ပြီးတော့နေထိုင်ခွင့်ပေးလိုက်မယ်ပြီးတော့နိုင်ငံသားပေးမယ်အဲ့လိုမျိုး process ကြီးက9နှစ်6နှစ်တာရှိတော့ဒါကိုမျှော်လင့်ချက်ကြီးစွာနဲ့ဆင်းရဲဒုက္ခရောက်နေကြတော့နိုင်ငံသားများကလာတယ်ဗင်နီဇွဲလားနိုင်ငံဆိုရင်သူ့နိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးတော့ဗင်နီဇွဲလားမှာအကြီးအကျယ်တော်လှန်ရေးကြီးဖြစ်ခဲ့ပြီးဗင်နီဇွဲလားနိုင်ငံသားမြောက်များစွာကဥရောသူ့ရဲ့အိန္ဒိယချင်းနိုင်ငံများကိုထွက်ပြေးကြတယ်အဲ့ဒီလူတွေသန်းနဲ့ချီတဲ့လူတွေကအခုအမေရိကန်နိုင်ငံကိုရွှေ့လာတာပဲပြောချင်တာကတချို့လဲနိုင်ငံရေးအရအကျုံးဝင်တယ်တချို့လည်းချော်တောငော်ပြီးတော့ကျွန်တော်မြန်မာပြည်ခါလို့ပေါ့ချော်လို့ရောထိုင်နေနိုင်ငံရေးသမားမဟုတ်တဲ့လူတွေတော်လိုင်းရေးသမားမဟုတ်တဲ့လူတွေရောပါလာပြီးအမေရိကန်ကိုလာကြတယ်အဲ့တော့သူတို့ရဲ့လွတ်မြောက်ရာကဘာအိမ်မက်ကြီးကအမေရိကန်ဖြစ်နေတယ်အဲ့တော့ဒီလူတွေကလာရင်အဆင်ပြေလို့အမေရိကန် dream လို့ပြောတဲ့အမေရိကန်နိုင်ငံသားအခွင့်အရေးတွေရဖို့ရှိလို့လာကြတာဖြစ်တဲ့အတွက်အဲ့ဒါကိုတားဖို့ကတနည်းပဲရှိတယ်တရုတ်နိုင်ငံရုရှားနိုင်ငံလို့တလို့မလာရဲအောင်လုပ်မှမပေးမှမလာမှအဲ့တော့အဲ့လိုမပေးမှလာပြီးမဲ့လေအမေရိကန်မှာရှိတဲ့တစ်ဖက်ဒီမိုကရေစီသူတို့ပြောတဲ့လူခွင့်ရေးဒီမိုကရေစီတရားရုံးတွေကဒါကိုကာကွယ်ပေးထားတဲ့ပုံစံရှိတယ်အဲ့တော့သူတို့လှုပ်ချင်တာလှုပ်လို့မရဘူးအဲ့တော့တနည်းပဲလှုပ်เสียရှိတယ်ဒီလူတွေမလာရဲအောင်ခြောက်မယ်အဲ့ဒါနဲ့နေဇက်ကိုတခါလေစစ်တပ်ပို့လိုက်တာစစ်တပ်ဆိုတာကတော့ထုံးစံအတိုင်းပဲရဲနေမတူစီရေး operation လုပ်ရင်သူကပြက်ပြက်သားသားအရေးယူမှာသမရအမေကလည်းလာသမျှအကုန်ဖမ်းဆိုရင်သူကဖမ်းမှာပဲအဲ့တော့ငကိုတွေကဒုက္ခရောက်လို့လာတဲ့လူတွေမလာရဲတော့ဘူးတစ်ဖက်က policy ကမိမတွေကလေးတွေပါလာရင် short ပေးတယ်ဆိုတော့ policy ကကလေးတွေမိမတွေပါမရရအောင်ဆွဲလာပြီးတော့နေထိုင်ဖို့တောင်းဆိုကြတာရက်တံတော့ဒါဆိုရောက်ပြီးတဲ့လူတွေကိုဘယ်လိုလုပ်ရောက်ပြီးတဲ့လူတွေကိုလည်းဖမ်းပြီးပြန်ပို့တော့မှာဘယ်သူမှမပေးတော့ဘူးဒါတရုတ်နိုင်ငံမှာလုပ်တယ်လို့ပေါ့အခုထိုင်းနိုင်ငံကဝီဂါတွေပြန်ပို့တယ်လို့ပေါ့အဲ့တော့ထိုင်းနိုင်ငံပဲကြည်လေအနှစ်20ပဲနဲ့အနှစ်30ပဲနေတယ်နိုင်ငံသားပေးဖို့နေနေတာတရားဝင်နေထိုင်ခွင့်တော့မပေးဘူးအဲ့ဒီပုံစံနဲ့သူက short ပလိုက်တာဒါပေမဲ့သူ့နိုင်ငံမှာရှိတဲ့ပြည်တွင်းဥပဒေများအရလုပ်လို့မရတဲ့အခါမှာလက်တွေငါလုတ်ပြမယ်ဆိုပြီးတော့ခဏတော့က Alliance Enemy S ဆိုတဲ့ဥပဒေကြီးကိုပြန်လဲထုတ်သုံးပြီးလက်တွေလုတ်ပြလိုက်တာအဲ့တော့အဲ့ဒီထဲမှာဒီလူတွေကဂမ်းမန်ပါတွေမဟုတ်ရင်လည်းဖမ်းတယ်ကွာဂမ်းမန်ပါဆိုပြီးတော့ဒီမာဖီးယားသမားဆိုပြီးဆွဆွဲပြီးတော့ရာဇဝတ်သားတွေကိုဖမ်းတယ်လို့မျိုးဂရုံတုံးယူနီဖောင်းတွေပေးဖို့ခြေတိတ်လက်ထိတ်ခတ်ပြီးတော့တခါတည်းခေါင်းငုပ်ပြီးတော့9/11ဖြစ်တဲ့အချိန်တုန်းကဒီအစွန်းရောက်သမားတွေကိုဖမ်းတဲ့ပုံစံမျိုးနဲ့ရဲရဲဆက်ဆက်လုတ်ပြလိုက်တဲ့အခါမှာအခုချိန်မှာအမေရိကန်နိုင်ငံကိုနေဆက်ကနေခိုးဝင်မလားမေးဘယ်သူမှမသွားရတော့ဘူး။ဘာဖြစ်လို့ဆိုတော့အမေရိကန်အစိုးရကလူလက်ရှိ policy ကလူတိုင်းကိုဖမ်းနေပြီ။အဲ့ဒီထဲမှာတခါလာတဲ့လူတွေငါတို့ကတော့ civil အကာအကွယ်ရှိတယ်။ငါတို့ကတော့permanent resident ရှိတယ်နိုင်ငံသားဖြစ်တယ်အဲ့ဒါနိုင်ငံသားဖြစ်လည်းမရဘူးဒီဥပဒေနဲ့မင်းကိုဖမ်းပြီးပြန်ပို့မှာ permanent resident မရလည်းမရဘူးဒီဥပဒေနဲ့ပြန်ပို့မယ်ဆိုပြီးတော့ចောင်းသားကောင်းဆောင်ပါလက်ဆိုင်ចောင်းသားကောင်းဆောင်ကိုလက်တွေလုတ်ပြလိုက်တဲ့အခါမှာအားလုံးလွတ်လပ်စွာဆန္ဒပြခွင့်တို့လွတ်လပ်စွာနိုင်ငံရေး political speech တို့ကိုဘယ်သူမှမပြောရတော့ဘူးပြောတဲ့လူကိုဖမ်းမယ်စီးမယ်တခါလာတဲ့လူတွေလည်းအမေရိကန်မှာလာပြီးနောက်ဆက်လို့မရကောင် UK နိုင်ငံသားတွေအပါအဝင်ဗီဇာတွေရုပ်သိမ်းတာတွေ UK နိုင်ငံသားအမျိုးသမီးတယောက်ဆိုရင်သူက4 လကြာအမေရိကန်နိုင်ငံကိုတကိုယ်တော်ပေါ့ဗျာခြေသလုံးအိမ်တိုင်းလဲပတ်ဖို့အတွက်သွားခဲ့တာအမေရိကန်နဲ့ကနေဒါကိုအဲ့လိုသွားနေရင်ねအမေရိကန်နိုင်ငံနယ်စပ်ကနေပြီးကနေဒါနိုင်ငံကိုထွက်တဲ့ချိန်မှာကနေဒါနိုင်ငံကလည်းသူ့နိုင်ငံမှာဝတ်ပါမေးမရှိလို့ပေးမဝင်ဘူးဆိုပြီးလှုပ်လိုက်တယ် UK passport နော် UK နိုင်ငံသူ
အဲ့ဒါနဲ့အမေရိကန်ကိုပြန်ပို့အမေရိကန်နယ်စပ်ကိုပြန်ပို့လို့ချိန်မှာအမေရိကန်နယ်စပ်ကလည်းပုံမှန်အရဆိုရင် UK နိုင်ငံသားဟာအမေရိကန်နိုင်ငံကိုအချိန်မျိုးလဲထွက်လို့ရတယ်အဘာအကြောင်းပြချက်မှမပေးပဲဖမ်းမလိုက်တယ်ဖမ်းပြီးတော့အဲ့ဒီလူမှုကြီးကြပ်ရေးထိသိအချင်းစကားမှာနှစ်ပတ်ထားတာပြီးမှဥပြန်ပို့ပေးလိုက်တယ် UK ကိုပြောချင်တာကအဲ့လိုမျိုးတရားဝင်လာတဲ့လူတွေကိုလည်းအဲ့လိုမထင်ရင်မထင်သလိုနေဆက်တွေမှာဖမ်းတယ်တခါစောစောလိုနာမည်ကြီးပေါ့အမေရိကန်နိုင်ငံအတွက်ရာဇဝတ်သားလည်းမဟုတ်ဘူးเนาะအကျဉ်းသမားလည်းမဟုတ်ဘူးအမေရိကန်နိုင်ငံအတွက်အကျိုးရှိနေတဲ့ဒီကြောက်ကက်အစာတိုခွဲစိတ်ဆရာဝန်ကြီးမျိုးသမီးမွတ်စလင်ပေါ့ခေါင်းပေါင်းနဲ့သူကအမေရိကန်နိုင်ငံမှာ H1B ဗီဇာရထားတယ်သူ့ကိုလည်းသူခွင့်နဲ့ပေါ့သူလက်ဘနွန်နိုင်ငံကိုပြန်တယ်သူပြန်တဲ့အချိန်မှာ Hezbollah ခေါင်းဆောင်ပေါ့အစ္စရေးဒုံးကျည်နဲ့ပြစ်လို့ဆုံးသွားတဲ့အာတုဘနဲ့စုံတဲ့အချိန်မှာအဲ့ဒီအာတုဘကိုသူကတတ်တက်တယ်ကြည့်ရဆန္ဒပြပွဲမှာလည်းပါလိမ့်မယ်အဲ့ဒါနဲ့သူကခွင့်ပြလို့အမေရိကန်နိုင်ငံကိုပြန်လာတဲ့အခါမှာခဏအခုလက်ရှိအမေရိကန် immigration အရာရှိတွေကသမရကအမိတ်ပေးထားပြီလေသမရရေသူ့ရဲ့အရာရှိတွေအမိတ်ပေးသွားတဲ့အခါကျတော့သူ့ရဲ့ဖုန်းတွေပါမြန်မာနိုင်ငံမှာစစ်တယ်လို့ပဲဖုန်းတွေကိုစစ်တယ်လို့ပြောတယ်ဖုန်းတွေ Facebook တွေ Twitter တွေကိုစစ်တဲ့အခါမှာအဲ့ဒီဖုန်းမှာသူ့တပ်ပုံအဲ့ဒီခဏတော့ Hezbollah ရဲ့အတုပခန္ဓာကိုတတ်ထားတဲ့ပုံပါလာတဲ့အခါမှာမင်းကအချမ်းဖက်အဖွဲ့အစည်းကိုထောက်ခံတယ်ဟာငါမှတရားဝင်ဗီဇာရှိတယ်ငါအလုံးနဲ့ဆရာဝန်အဲ့ဒါလည်းမရဘူးဆိုတခါတည်းဖမ်းပြီးတခါတည်းပြန်ပို့လိုက်တယ်အဲ့ဒါမျိုးတွေလုပ်ပြတာကဘာလဲဆိုတော့အားလုံးကိုအကြောက်တရားထည့်လိုက်တာအဲ့တော့အမေရိကန်နိုင်ငံမှာနေတဲ့တရားဝင်ကောမတရားဝင်ကောနိုင်ငံခြားနေအမေရိကန်နိုင်ငံကိုခိုးဝင်ဖို့လာတဲ့လူတွေကောဗီဇာနဲ့လာမဲ့လူတွေကောအဲ့ဒါအပြင်အခုနိုင်ငံပေါင်း40ကျော်ကိုလည်းမြန်မာအပါဝင်ဗီဇာကတ်သက်တာတွေလုပ်ပြလိုက်တဲ့အခါမှာအခုသူတို့ဖြည့်ရှင်းလို့မရဘူးလို့ပြောတဲ့ဒီလူမှုကြီးကြပ်ရေးပြဿနာကိုသူကဒီလိုနီးနဲ့ဖြည့်ရှင်းပြလိုက်တာအဲ့တော့အမှန်တရားဖြစ်တဲ့တချို့ကိစ္စရပ်တွေကတတ်မှတ်ထားတဲ့ဥပဒေများအရာလုပ်လို့မရတာကိုရိုးရိုးလေးပြောရင်တော့လူမိုက်နေသုံးပြီးတော့လုပ်ပြလိုက်တာပါပဲအဲ့တော့ဒါတွေအားလုံးဒီအမေရိကန်အစိုးရကရည်ရွယ်ချက်ရှိကိုလုပ်တယ်အဓိကကတော့ဒီနေဆက်ဒေသမှာဝင်ရောက်လာတဲ့သူတွေမလာရဲအောင်ပြည်တွင်းမှာလေဘယ်လိုပြောမလဲဒီ political speech လို့ခေါ်တယ်လွတ်လပ်စွာပြောဆိုခွင့်တွေရှိတယ်မရှိဘူးအဲ့ဒါတွေအားလုံးကိုပြောချင်တာကသူ့ရဲ့သမရအာဏာနဲ့အစိုးရအာဏာကိုစိန်ခေါ်နိုင်လာတဲ့အနေအထားများကိုမစိန်ခေါ်ရဲအောင်အတန်ပိတ်ခြင်းပဲ